399ပါ399ပါဦးရဲ့လေးကျော်ဘာဒီဦးကျော်မြေတော့917ရှိပါမလားမန္တလေးမြို့မဟာအောင်မြေမြို့နယ်ကလူငယ်တွေကိုစိုးစုကလူစုမဲနိုင်ခိုင်းပြီးစစ်သားတင်စုဆောင်ရာမှာထောင်ကျနေသူနဲ့နိုင်ငံခြားရောက်နေသူတွေပါမဲစင်းနဲ့ပါဝင်လို့မိသားစုကကိုစားမဲနိုင်ခဲ့ရတယ်လို့မြို့ခံတွေကအမတ်ပီကိုပြောပါတယ်။မလ24ရက်ကမန္တလေးမြို့မဟာအောင်မြေမြို့နယ်မှာရှိတဲ့လူငယ်တွေကိုစိုးစုကရက်ွက်ယုံဓမ္မယုံနဲ့တတ်မှတ်နေရာတွေမှာလူစုခိုင်းပြီးမဲနိုင်ခိုင်းကစစ်မှုထမ်းအပတ်စဉ်12အတွက်စစ်သားတင်စုဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုမဲနိုင်ခိုင်းပြီးစစ်သားတဲ့စုဆောင်ရမှာထောင်ကျနေသူနဲ့နိုင်ငံခြားရောက်နေသူတွေလည်းပါဝင်ပြီးမဲကြပါကသူတို့စိုးစုကကြည်ပြီးစီစဉ်မယ်လို့ပြောကမိသားစုကိုစားမဲနိုင်ခိုင်းတာလို့မြို့ကန်တွေကပြောပါတယ်စစ်သားတဲ့စုဆောင်ခံရမဲ့အသက်အရွယ်အကျုံးဝင်တဲ့လူငယ်တွေအနေနဲ့ကိုယ်တိုင်ဖြစ်စေကိုစားဖြစ်စေမပြတ်မကွက်မဲလာနိုင်ကြဖို့နဲ့လာရောက်ခြင်းမရှိပါကမျက်ကွယ်မဲ၌ရွေးချယ်မှာမို့ကို့အခွင့်အရေးကိုမဆုံးရှုံးခြင်းရင်မဲလာနိုင်ကြမှုစုစုကမြို့အနှံ့လော့စပီကာနဲ့လိုက်អော်ထားပါတယ်။ကိုတိုင်းဒါမှမဟုတ်ကိုစားမသွားရင်မျက်ကွယ်မဲနိုင်မယ်ဆိုတာကြောင့်နဘတ်စင်ကြော်ပြီးထင်တယ်လို့လုံးမှာဆိုလို့ကိုစားမဲသွားနိုင်ကြသူများတယ်လို့မဟာအောင်မြေမြို့နယ်မှာနေထိုင်သူတူကပြောပါတယ်။ဒီမာလာဟုတ်တဲ့ပြည်နေပြီဒီလိုဆုံးမတာတော့ထားဆောင်ရရုံးဝင်ပြီးအမျိုးသားများဒီလိုဆုံးမတာမှပြင်ခဏဒီတော့ဆံမတဲ့အတွက်ဒီလိုကဒီလိုကပူရာဥပဒေလေးမဲနဲ့ရုပ်ကကျေစုံကအပေါ်ပြပါလေရတယ်ဒီမှာပြုလို့ပြပါမယ်အောက်ပါသူနိုင်မပြတ်မကွက်တဲ့ရောက်ရတရားစိုးစုကမဲနိုင်ခိုင်းပြီးမဲကြသူတွေကိုဘယ်တော့လာပြီးဖမ်းခေါ်မယ်ဆိုတာမပြောသေးဘူးလို့ကိုယ်တိုင်မဲနိုင်ခဲ့ရသူတွေကပြောပါတယ်စိုးစုကပြီးခဲ့တဲ့လတွေအတွင်းမန္တလေးမြို့ကငွေပေးနိုင်သူတွေကိုစစ်သားတဲ့မစုသေးပဲလက်လုံလက်စားဆင်းရဲသားတွေကိုသာပေါ်တာဆွဲခဲ့ရကလက်ရှိမှာရက်ွက်အလိုက်မဲနိုင်ခိုင်းပြီးစစ်သားတဲ့စုဆောင်းလာတာဖြစ်ပါတယ်။ဒီလိုဖြစ်လာရင်ဘယ်လိုလဲ။ဘုရား20ဘယ်3လ2015ဒီနေ့ရာဒီဒီရာဒရနာကောတာဘုရားဝင်အောင်ဒရနာဓမ္မထိုင်လာဘယ်နဲ့ဝိသုဒ္ဓဘာများဆောင်ရရမလဲအာနာသိန်းစိုးစုက2024မတ်လကစလို့နိုင်ငံတော်ဝန်စစ်သားတဲ့စုဆောင်းတာတွေလုပ်နေပြီးပေါ်တာဆွဲစုဆောင်းရရှိလာသူတွေကိုရက်တိုစစ်တနန်းပေးလက်နက်တပ်ဆင်ပေးကနိုင်ငံတော်ဝန်ကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေစီအသေးခံစစ်သားအဖြစ်ပို့လွှတ်နေတာဖြစ်ပါတယ်လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းအကျဉ်းဘက်လဟာပြမှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မဟာကျောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုံခိုပါပုံခိုစီရမတွေ့ပါကမြေနေမဲကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှအုပ်မြေကြီးကိုတောင်နဲ့ထောက်ကမှောက်ရနေပါပါဇက်ကိုဖွန်ပြီးမျက်လုံးကိုပိတ်ထားပါ